အားလုံးမင်္ဂလာပါ IDVerse ကနေကြိုဆိုပါရစေအခုကျွန်တော်တို့ IDVerse မှာအမေးများတဲ့ Arduino DIB ဘုတ်နဲ့ SMD ဘုတ်ကဘာကွာလဲဆိုပြီးတော့အမေးများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီဘုတ်နှစ်ခုကွာခြားချက်ကိုဒီဗီဒီယိုလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ် Okay ဒါကတော့ DIB version ဖြစ်ပါတယ်ဘာလို့ DIB version လို့ခေါ်လဲဆိုရင်သူ့မှာပါတဲ့အဓိကအစိပ်ပိုင်းဖြစ်တဲ့ဒီ ATmega 328P microcontroller ကဒီ line to line ပုံစံနဲ့ dual inline package နဲ့လာလို့အတူအနေနဲ့ဒီ DIB version လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ Arduino Uno ဘုတ်နဲ့ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့ USB ကနေ serial ပြောင်းပေးတဲ့ driver chip ကို ATmega 60U2 လို့ခေါ်တဲ့ဒီ microcontroller အသေးကို USB to serial converter chip အနေနဲ့သုံးပေးထားပါတယ်။အဲ့ဒီ chip ကကြတော့ဒီ DFU လို့ခေါ်တဲ့ device firmware update mode ကိုသုံးပြီးတော့ Arduino Uno ကိုနောက်ထပ်အဆင့်မြင့်တဲ့ project တွေမှာသုံးလို့ရအောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။ Okay အခုဒါကတော့SMD version ဖြစ်ပါတယ်။ SMD version မှာဆိုရင်ဒီ ATmega 328B microcontroller ကလည်း site ကသေးသွားမယ်ပြီး PCB ဘုတ်ပေါ်မှာမျက်နှာပြင်ကပ်ပြီးခဲဆော်ရတဲ့ပုံစံနဲ့ပေါ့နော်surface mount device ပုံစံနဲ့လာတဲ့အတွက် SMD version ကိုခေါ်တာဖြစ်ပါတယ်ပြီးတော့ USB to serial converter driver chip ကလည်း CA340 driver chip ကိုအသုံးပြုထားပါတယ်ဒီ CA340 driver chip က ATmega 60U2 လိုမျိုးဒီ DFU mode တော့သုံးလို့မရဘူးပြီးတော့ဈေးလည်းအနည်းငယ်သက်သာတယ်CA340 driver ကိုသုံးထားတဲ့အတွက်ကွန်ပျူတာကတစ်ခါလေမှာဒီ driver ကိုမသိဘူးပေါ့နော်ဒီ driver ကိုမသိတဲ့အတွက်ကျွန်တော်တို့က driver ကိုတက်တက် install လုပ်ပေးရတာတွေရှိတယ်install လုပ်နေတော့ကျွန်တော်ရဲ့ YouTube channel မှာတင်ပေးထားပါတယ် channel သုံးရတဲ့အပိုင်းတွေကတော့ DIB ဘုတ်နဲ့အကုန်လုံးဒီပါတူပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ဒါ DIB ဘုတ်နဲ့ SMD ဘုတ်ရဲ့ကွာခြားချက်ကိုအကြမ်းပြင်းအားဖြင့်နားလည်မယ်ထင်ပါတယ်အဲ့တော့ဒီဘုတ်နှစ်ခုကိုဒီကို project တွေဘယ်ဟာကိုရွေးချယ်ပြီးသုံးရမလဲဆိုတာကိုပြီးဖို့အားနည်းချက်အားသာချက်တွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ် Okay DIB ဘုတ်မှာဆိုလို့ရှိရင်ဒါ microcontroller ပြတ်သွားခဲ့ဆိုလို့ရှိရင်အလွယ်တကူလဲလှယ်လို့ရတယ်ပြီးရင်ကိုယ့်ရဲ့ project ထဲမှာဒီ Uno ဘုတ်ကိုမသုံးချင်ဘူးဆိုလို့ရှိရင်လည်းဒီ microcontroller ကိုပဲတက်ထုတ်ပြီးတော့ကိုယ့်ရဲ့ project ထဲမှာသုံးလို့လွယ်ကူတယ်ပြီးတော့နောက်တစ်ခုနေတဲ့ဒီ ATmega 60U2 driver chip ကိုသုံးထားတဲ့အတွက် DFU mode ကိုလည်းသုံးလို့ရမယ်ဒါပေမဲ့အသုံးအရမ်းနေပါတယ်အခုကကြတော့ဒီ external driver တက် install လုပ်စရာမလိုဘူးနောက်ဆုံးတစ်ချက်ကတော့ဒီ Arduino DIB ဘုတ်တွေကကြတော့ဒီ SMD ဘုတ်ထက်ဈေးများပါတယ်ဒီ SMD version မှာကကြတော့ microcontroller ပြတ်သွားလို့ရှိရင်ဒီလဲလို့မလွယ်ကူဘူးပေါ့နော်ပြီးရင်ဒီ microcontroller ICG ပဲတည်တာထုတ်ပြီးတော့ standalone project အနေနဲ့သုံးလို့မရဘူးပြီးရင် DFU mode support မပေးဘူးပေါ့နော် support မပေးရပြဿနာမရှိပါဘူးကျွန်တော်တို့ဒီပုံမှန်ကျောင်းသား project တွေနဲ့ပုံမှန် project တွေမှာသူကမသုံးဘူးပေါ့ပြီးလို့ရှိရင်ဒီ CA340 driver ကိုကွန်ပျူတာမှာတက် install လုပ်ပေးရမယ်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ဒီ Arduino Uno SMD ဘုတ်တွေကဈေးအရန်ချိုးပါတယ် Okay ဒါလေးတွေကတော့ဒီ Uno DIB နဲ့ SMD ဘုတ်ရဲ့ကွာခြားချက်လေးတွေဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ဆိုလို့ရှိရင်ဒီကိုက microcontroller ပြတ်သွားလို့အလွယ်တကူလဲလှယ်ခြင်းနဲ့ဒီ ICG ကိုပဲထုတ်ပြီးတော့ standalone project အနေနဲ့သုံးချင်တယ် budget လည်းတက်နိုင်တယ်ဆိုရင် DIB ဘုတ်ကိုရွေးချယ်ပါ Okay ကိုကကြတော့ဒီ standalone project အနေနဲ့လည်းသုံးစရာမလိုဘူးဒီ DIB ဘုတ်နဲ့လည်း function ကြီးပါအကုန်တူခြင်းနဲ့ budget လည်းတက်တာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ Uno SMD ဘုတ်ကိုရွေးချယ်ပါကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် project တွေမှာပြန်တွေ့ကြမယ်နော်